ဒီကဒီနေ့ကျောင်းအတွက်လွယ်တဲ့ပစ္စည်းတွေပြရတာပါတယ်အဲ့တော့လိုက်ကြည့်ကြပါအော်ဒီကဒီနေ့တိုင်9တန်းမှာအဲ့ဒါကြောင့်အော်ဒီရဲ့သူ့ကြိုက်ကနှစ်ခုရှိပါဒါကတော့မိုးမရွာလို့ရှိရင်ထည့်သွားဖို့ပါအော်ဒီရဲ့သူ့ကြိုက်လေးပြပါမယ်ဒါကတော့အော်ဒီရဲ့သူ့ကြိုက်အပြောဒါလေးကတော့အော်ဒီရဲ့သူ့ကြိုက်နှစ်ခုနဲ့ဝင်မိုးရွာစီတိုင်းနဲ့ထည့်တော့မယ်ပေါ့နော်ကျန်တဲ့ကြောင်ဆုံးပစ္စည်းအများကြီးတော့မပြတော့ဘူးလွယ်အိတ်ဆိုသူကြိုက်ပြရတယ်ပေါ့နော်ဒါတော့အော်ဒီရဲ့လွယ်အိတ်ပါအဲ့မှာမုတ်ကလေးပါလဲပါတယ်ဆိုပြမယ်အားလုံးမကြည့်ကြပါအော်ဒီကအိမ်မှာဝယ်ထားတဲ့အလောက်ကမုတ်ပုံအဲ့မုတ်ဒီမကုံမစင်းကျောင်းဟုတ်တယ်ထည့်တာမလားအရင်တော့အကြီးကောက်စားအော်ဒီဒူးင်းကြီးတော့ဒူးင်းကြီးတရားလုံးလေးပါပါမယ်အဲ့ဒါဒီမုတ်ကလေးပါပါမယ်အဲ့ဒါဒီမုတ်ကလေးပါမယ်ပေါ့နော်မုတ်ကလေးလည်းပါတယ်အဲ့ဒီအချွေလေးလည်းပါပါတယ်ဒီလိုမုတ်လေးနမကြီးနေပါတော့မုတ်ကလေးလည်းပါပါတယ်အဲ့ဒီအော်ဒီရန်ကြိုက်တဲ့ဒီလော့ပို့လေးလည်းပါတယ်အဲ့ဒီအော်ဒီရထက်တဲ့ဒါလေးလည်းပါပါတယ်အဲ့လေးကတော့အော်ဒီထက်တာမဲ့မုတ်ကလေးပါပြီးလို့ဒီဘာလေးပြပါမလဲဆိုတော့ဆက်ပြီးတော့ပြစီစီပါတယ်ပြီးလို့ရှိရင်ဒါလေးကတော့အော်ဒီရဲ့ပေါ့နော်ခဲတဲ့ချိုးဆက်လေးပေါ့နော်အဲ့ဒါဘာလေးပေါ့နော်ထည့်ထားတဲ့အဖို့အတွက်ဘာလေးထည့်ထားတာပြရပါမယ်ကျွန်မဘလော့ရိုက်တဲ့ဆိုအမအတန်တွေကစူလာပြီပေါ့နော်အဲ့တော့ပြီးတော့အတစ်ပြန်လုံးမယ်အဲ့ဒီကျောင်းမှာမနော်ကျွန်တော်တို့မောင်စားချင်းတွေပါကလေးတော့ပြင်မောင်စားပြီးစောဖို့တော့ပေါ့ဒီမှာလူဆွဲကလေးပါအဲ့ဒီကျွန်မဒီကလေးကိုတကူးနဲ့ခြုံလိုက်ချိန်လိုက်လို့ရှိရင်ဒီလိုပုံစံလေးလိုဖြစ်သွားရပါတော့အပူကြီးဒီဥစ္စာလေးပေါ့နော်ဒါလေးကအပူပေါ့တကယ်ချင်းနဲ့တူလို့ဆိုအပူပါယူလာလိုက်တယ်ပေါ့နော်အဲ့ဒါခဲရလေးကတော့အပူနှစ်ချောင်းပါရပေါ့အဲ့ဒါဒါလေးကထောက်ချုံဘူးဒါခဲပြအပူပေါ့နော်ဒါတော့မီနင်းဒါပဲပေးအနေနဲ့လည်းအသုံးပြုလို့ရတယ်ပေါ့နော်ဒါကမာဘူးအပူပါအဲ့ဒါကျမတို့အင်ကြီးနဲ့ပေါင်းပြီးအပူထည့်ရတယ်ဒီမှာအင်ကြီးပေါင်းနဲ့အပူပေါ့နော်အပူပါလေးပါမယ်ဆိုဆက်ကြည့်ပေးကြပါနောက်တော့ဘာမှချက်ပြကြရအောင်မရှိတော့ဒါပေမဲ့တည်င်းလေးတစ်ခုအကျင့်ပေးပြစီပေါ့နော်အဲ့ဒါပါလဲဆိုတော့ငါရဲ့ idol ပေါ့နော်လမ်းရှင်နဲ့ KC မှာပေါ့နော် KC မှာကျမရဲ့ idol ဖြစ်တဲ့ Elephant ဆိုတာသူလာရှင်ထားရဲ့ပေါ့ကွယ်သူ့ကိုကျမအကျင့်ပေးချင်တာသူကအခုမှအောင်မြင်လာစားပဲရှိတယ်ကျမ idol ကအရင်နှစ်တည်းကအောင်မြင်နေတာပေါ့နော်ကျမလုပ်တယ်ကျမလုပ်ပြီးကျမ idol လုပ်ပြီးသူကနောက်ဆုံးမှလုပ်အဲ့ဒါကိုလာပြီးအားချောင်းနေပေါ့နော်